မင်္ဂလာပါကျွန်တော်ကတော့ Miss Universe မြန်မာ2025အမြဲအနာဆုဖြစ်ပါတယ်အခုကတော့ဝိသနီ Hospital ကို Medical Check-up လုပ်ဖို့ရောက်နေတာပါအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Miss Universe မြန်မာ2025ရဲ့ Second Runner အဆူရှင်ခိုင်ဆွေစင်ပင်ဖြစ်ပါတယ်ရှင်အားလုံးမင်္ဂလာပါရှင်ကျွန်မကတော့ Miss Universe မြန်မာ2025 Full Runner အမြဲပို့ဆောင်နေဖြစ်ပါတယ်ရှင်အားလုံးပဲတွေ့ရအောင်တော့ပါတယ်ရှင်အလားပါနဲ့ဒီကျမရေးနဲ့ပတ်သက်ပြီးတော့ကြတော့အခုကဒီကျမရေးနဲ့ပတ်သက်တာကတော့ဒီဆေးရုံမှာလာပြီးတော့ Medical Check-up လေးကိုပြုလုပ်ထားတယ်ပေါ့နော်မင်္ဂလာပါအခုကတော့ဝိသနီ Hospital ကို Medical Check-up လုပ်ဖို့ရောက်နေတာပေါ့နော်အခုပထမဆုံး Medical Check-up လုပ်ရမှာဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားနေပါတယ်ဒါပေမဲ့ဒီမှာ experience အသစ်တွေရမယ်ဆိုတာရင်ခုန်ပြီးတော့ရင်ခုန်နေရပေါ့နော်အဲ့ဒါပြီးတော့လိုက်ပြီးစောင့်ကြည့်ပေးကြပါဦးအခုကတော့သွေးပေါက်တော့မှာပေါ့နော်နည်းနည်းတော့ကြောက်နေပါတယ်အခုကသွေးလည်းဖောက်ပြီးသွားပြီပြီးတော့စီးရိမ်မတင်ပြီးတော့လိုအပ်တော့မယ်ရိုက်ဖို့ကြံနေတယ်ပြီးတော့တိမ်အောင်ကိစ္စစစ်ဖို့လည်းကြံနေသေးရပေါ့နော်အခုကတော့ happy center ဖြစ်တဲ့အတွက်ကြောင့် exercise လုပ်လာရတယ်မောနေတော့ခဏ lens sign နဲ့ခဏနားပါအောင်ရှင်ပြီးတော့ဒီမှာရှိတဲ့ဆရာမတွေအကုန်လုံးကလည်းအခုတို့တေချာလေးခဲလုပ်ပေးရပြီးတော့သူတို့ရဲ့ဒီဆက်ဆံရေးကလည်းအရန်ပြစ်တယ်လို့ခုထင်တယ်သူတို့နောက်ကနေပြီးတော့လိုက်ပြီးတော့အကုန်လုံးမသိရရှင်းလည်းအသေးစိတ်လေးတွေပြောပြတယ်ဒါကြောင့်မို့လို့ဒီမှာလာပြီးတော့ပြမယ်ဆိုရင်တော့ခုတို့ဒီဘာသာစကားပိုင်းကိုလည်းစိုးရင်စရာမလိုဘူးသူတို့နားမလည်လို့ရှင်နားလည်အောင်ဘယ်လိုပြောပြရမလဲဆိုတာကိုစိတ်ရှည်ပြီးတော့အသေးစိတ်လေးပြောပြတာကိုတွေ့ရတယ်တွေရှိတယ်လိုအပ်တဲ့ဟာတွေကိုလည်းတေချာလေးလိုက်လုပ်ပေးတဲ့အတွက်ကြောင့်ကိုကအပြည့်အဝစိတ်လုံခြုံမှုလည်းအပြည့်အဝရတယ်အဲ့ပုံမှာလည်း relax လည်းဖြစ်တယ်ပေါ့နော်ပြီးတော့လောက်ရတာအရင်ပင်မနာမရှိဘဲနဲ့ easy လေးနဲ့ကိုလုပ်ချင်တဲ့ step by step တွေကိုနောက်ကနေတေချာလေးလိုက်လုပ်ပြတဲ့အတွက်ကြောင့်အများကြီးစိတ်ချမ်းသာမှုလည်းရခဲ့တယ်အဆင်ပြေပြေနဲ့စိတ်ဆက်နိုင်ခဲ့တယ်ရှင်